ဒီနေ့မှာတော့ကျွန်တော်က KBZ Pay password ပြောင်းနည်းနဲ့ KBZ Pay password မိသွားပါကပြန်လျှောက်နည်းတို့ကိုပြောပြပေးသွားပါမယ်။တည်ပြီးသားဆိုရင်တော့ကြော်သွားပေးပါ။ပထမအဆုံး KBZ Pay password ပြောင်းနည်းကိုပြောပြပေးပါမယ်။ကျွန်တော်တို့ရဲ့ KBZ Pay software တွေကိုဝင်လိုက်ပါ။ကျွန်တော်ရဲ့ profile ဆိုတဲ့ထောင်ဆုံးအကွက်ထဲကိုဝင်လိုက်ပါ။အဲဒီနောက်မှာတော့လှုပ်ဝက်နာမည်စီမံမှုလို့ခေါ်တဲ့နေရာကိုထပ်ဝင်ပေးရပါမယ်။လှုပ်ဝက်နာမည်ပြောင်းပြီးကိုနှိပ်လိုက်ပါ။ပထမဆုံးကမှာတော့ကျွန်တော်တို့အရင်ကအသုံးပြုနေတဲ့ password ရှောက်လုံးကိုရိုက်ထည့်ပေးရပါမယ်။ဒုတိယကွက်မှာတော့ကျွန်တော်တို့လက်ရှိအသုံးပြုခြင်းနဲ့ password ရှောက်လုံးကိုရိုက်ထည့်ပေးရပါမယ်။တတိယကွက်မှာလည်းကျွန်တော်တို့အသုံးပြုခြင်းနဲ့ password ရှောက်လုံးကိုရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်။ပြီးရင်တော့အတည်ပြုမိကိုနှိပ်လိုက်ပါ။အဲ့လိုဆိုရင်တော့ password ရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။နောက်တစ်ခုကတော့ password မေ့သွားပြီး password ပြန်ရှောင်နေလေးပဲဖြစ်ပါတယ်။အရင်ဦးဆုံးကျွန်တော်ရဲ့ profile တွေကိုဝင်လိုက်ပါ။အဲဒီနောက်မှာတော့လှုပ်ဝက်နာမည်စီမံမှုအဲ့ဒီထဲကနေလှုပ်ဝက်နာမည်မေ့သွားခြင်းကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ကျွန်တော်တို့ရဲ့မျက်နှာကို scan ဖတ်ပေးရပါမယ်။ scan ဖတ်တဲ့အချိန်မှာတော့ကျွန်တော်တို့ရဲ့မျက်နှာမှာမျက်မှန်တွေအော်တိုတွေပါလို့မရပါဘူး။သူ့ဘောက်ကိုအော်တိုရိုက်သွားမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မျက်နှာလေးကိုဘယ်ဥပုံဝိုင်းလေးကိုဝင်အောင်ထည့်ပေးရမှာပဲဖြစ်ပါတယ်။အဲဒီဆင့်ပြီးသွားရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲကိုကုန်းနံပါတ်လေးရှောက်လုံးပို့ပေးမှာပဲဖြစ်ပါတယ်။အဲကုန်းနံပါတ်လေးကိုရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်။ဆက်လက်ပြီးအတည်ပြုမိကိုနှိပ်လိုက်ပါကနောက်ထပ်ယာယီလှုပ်ဝက်ကုတ်ရှောက်လုံးကိုထပ်ပို့ပေးမှာပဲဖြစ်ပါတယ်။အဲအလေးကိုတော့တစ်ခါသုံးပင်နံပါတ်ဆိုတဲ့နေရာလေးကိုရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်။ဒုတိယကွက်မှာတော့ကျွန်တော်တို့အသုံးပြုခြင်းတဲ့ password တတိယကွက်မှာလည်းကျွန်တော်တို့အသုံးပြုခြင်းတဲ့ password လေးကိုရိုက်ထည့်ပြီးအတည်ပြုမိကိုနှိပ်လိုက်ပါကကျွန်တော်တို့ password အသစ်ပြန်လျှောက်လုပ်ပြီးပါပြီ။